အားလုံးပဲမင်္ဂလာပါသားမီဆန်တို့ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ပို့ပို့ပါပါနဲ့ game ရဲ့ fact တွေအကြောင်းပြောပြပေးသွားပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်ငယ်ကတည်ရတဲ့ Mario အကြောင်းကနေစလိုက်ကြမယ်အကုန်လုံးကသူ့ကိုရေပိုက်ပြန်သမားလိုပဲတည်ကြတာဒါပေမဲ့82ခုနှစ်ထွက်ရှိခဲ့တဲ့ Donkey Kong game မှာသူကပထမဆုံးအဓိကဇက်ကောင်အဖြစ်ပါဝင်လာခဲ့တဲ့အချိန်မှာသူကရေပိုက်ပြန်သမားမဟုတ်ဘဲနဲ့လက်သမားတစ်ယောက်ဖြစ်နေခဲ့တာပါ game ရဲ့ environment ကဆောက်လုပ်ရေး site တစ်ခုဖြစ်နေလို့ပါ Mario ရဲ့နာမည်ရင်းက Mario ပါသူ့ရဲ့ညီ Luigi ရဲ့နာမည်ရင်းကတော့ Luigi Mario ပါအဲကြောင့်လေသူ့ညီကိုနှစ်ယောက်လုံး Mario Brothers လို့ခေါ်ခဲ့ရဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ကတော့ Action RPG game တွေထဲမှာနာမည်ကြီးရဲ့ Monster Hunter Rise အကြောင်းကိုပြောပြချင်ပါတယ်ဒီ game နဲ့က AR Monster ကြီးတွေရဲ့ဇာတ်ရိုက်နဲ့ဒီဇိုင်းတွေကဂျပန်ရိုးရာတရက်တစေပုံမြင်တွေဖြစ်တဲ့ Yokai တွေကိုအခြေခံပြီးဖန်တီးထားတာပါ game ရဲ့ cover monster ဖြစ်တဲ့ Megamalo ဆိုရင်တည်ဆုံးသွားတဲ့ဆောင်းဝဲစစ်သူကြီးတွေရဲ့နာကျင်မှုဒေါသတွေကနေဖြစ်လာတဲ့ကျင်းစာတဲ့အာမာကိုအခြေခံထားတာဖြစ်ပြီးတော့ Ghost Harak ဆိုတဲ့ရေကက်ဘလူးကြီးကတော့ကလေးတွေကိုလိုက်ဖန်တဲ့ဂျပန်ရိုးရာနှက်ဆိုနာမဟာကဲကိုအတူယူထားတာပါ developer တွေကကစားသမားတွေကိုရင်ကုန်စိတ်လို့ရှားစေဖို့အတွက်အရှိတိုင်းရဲ့ကြောက်မက်ဖွယ်ရိုးရာပုံမြင်တွေကို monster တွေရဲ့တွေးဆမှုတွေထဲမှာထည့်သွင်းပုံဖော်ခဲ့ဖြစ်ပါတယ်တတိယတစ်ချက်ကတော့ Assassin's Creed ရဲ့ fact ပါတကယ်တော့ဒီ game က Prince of Persia Assassin ဆိုတဲ့မင်းသားရဲ့တက်တော်ဆောင်အဖွဲ့အကြောင်းကနေစခဲ့တာပါဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာကဒီ game နဲ့ Assassin တွေရဲ့ရုပ်ဖြတ်ပြီးလူအထက်ကိုတိုးဝင်တာလူမီခွဲမှာရုပ်တရက်လောက်ကျန်တာစတဲ့ user တွေကစိတ်ကူးရင်တက်မဟုတ်ပါဘူး17ရာစုကအရှေ့လေပိုင်းဒေတာပါရှန်နဲ့စီးရွာမှာတကယ်ပဲရှိခဲ့တဲ့ Assassin ဆိုတဲ့လျှို့ဝှက်အဖွဲ့အစည်းရဲ့တမိုင်းမှန်ကိုအခြေခံထားတာဖြစ်ပါတယ်ကျွန်တော်တို့ကွန်ချောင်းရုပ်ရှင်တွေကြည့်ပြီးခြောက်ချားခဲ့ရတယ်လို့ပဲ game လောကမှာလည်းဒီ universe ကိုအခြေခံပြီးတရားဝင် horror game ကူဖန်တီးဖို့ကြိုးစားခဲ့ပါတယ်အဲ့ဒီ game ကို developer တွေစတင်အကောင့်တွေပေါ်ပြီးပကောင်းဆိုးရရဲ့ law တွေတရေချောက်တဲ့အတန်စနစ်တွေစတဲ့တွေကိုစမ်းတက်တီးပြတ်နေတဲ့အချိန်မှာပဲ studio ထဲမှာအကြောင်းရင်းမရှိဘဲနဲ့ပြည့်စင်မီတွေခဏပြတ်တာပစ္စည်းတွေအလိုလိုရွှေ့ရှားတာနဲ့အတန်ပန်းဆက်တွေထဲမှာထူးဆန်းတဲ့အတန်ပလန်တွေဝင်လာတာမျိုးလက်တွေ့ကြုံခဲ့ရပါတယ် Alright guys ဒီနေ့ကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုသဘောကျရင် like and subscribe လေးလုပ်ခဲ့ပါဦး